လမ်းကိုတယောက်ရှင်းထားလေကွာအနန္တရကလေးဟိုဘက်နဲ့တို့မင်္ဂလာဖိတ်ကျုပ်ကိုဖွင့်လှစ်ပေးပါတော့ဘုံသေးရှိလူကြီးမင်းများအားလုံးအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြရင်းကျွန်တော်တို့ဦးအောင်ကျန်တဲ့ဦးစီးသောအလင်းအောင်မြတ်မာစာကြီးဖွင့်ပွဲအခမ်းအနားမှာဘုံသေးရှိလူကြီးမင်းများမှာအမိန့်နဲ့တိုင်မြတ်